တခါကလူတစ်ယောက်ဘဲတော့တင်မလဲဆိုတာကြိုမြင်နိုင်တဲ့မိန်းလင့်ငယ်တူရှိပါတယ်။တနေ့မှာတော့သူမဟာအမေဖြစ်သူနဲ့အတူအပြင်းသွားရင်လမ်းမှာတွေ့တဲ့အမျိုးသမီးတူရဲ့ဦးခေါင်းပေါ်မှာထူးဆန်းတဲ့ကဏ္ဍတစ်ခုကိုမြင်လိုက်ရပါတယ်။အဲ့ဒီကဏ္ဍရဲ့အဓိပ္ပာယ်ကတော့အဲ့ဒီအမျိုးသမီးဟာနောက်တစ်မိနစ်အတွင်းမှာတေဆုံးတော့မယ်ဆိုတာပါပဲ။ဒါကြောင့်မိန်းကလေးငယ်ကအဲ့ဒီအမျိုးသမီးစီသွားပြီးအန်ဒီမှာတခုခုနေမကောင်းဖြစ်နေလားရှိလားဟင်းလို့မေးလိုက်ပါတယ်။ဒါကိုကြားတော့တူမရဲ့အမေကကလေးကိုပါဇက်ပိတ်ခိုင်းပြီးဒီလိုမရင်ကြီးတဲ့မိခွန်းတွေမမေးရဘူးလို့စူပူကအမျိုးသမီးကိုတောင်းပန်လိုက်ပါတယ်။ဒါပေမဲ့အမေချစ်သူပြောလို့တောင်မဆုံးသေးခင်မှာပဲအပေါ်ကနေကြီးမောတဲ့ပန်းအုပ်တစ်လုံးပြုတ်ကျလာပြီးအမျိုးသမီးရဲ့ခေါင်းကိုတဲ့တဲ့မှန်ကနေရာတင်ပွေးချင်းပြီးတည်ဆုံးသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒီမိန်းကလေးနဲ့သူမရဲ့အမေဟာလေရင်တစည်းပေါ်ရောက်နေကြပါတယ်။အဲ့ဒီအချိန်မှာမိန်းကလေးငယ်ကလေရင်ပေါ်ကခရီးသည်တွေနဲ့ဝန်ထမ်းတွေအားလုံးရဲ့ခေါင်းပေါ်မှာအစောကမြင်ခဲ့တဲ့ခဏန်းမျိုးကိုလိုက်မြင်နေရပါတယ်။ဒါကိုကြည့်ပြီးလေရင်ပေါ်ကလူအားလုံးတေတော့မယ်ဆိုတာကိုသူမနားလည်သွားပါတယ်။သူမရဲ့အမေကဒါကိုသိလိုက်ရတဲ့အခါလေရင်ပေါ်ကလူအားလုံးကိုစင်းကြဖို့လိုက်អော်ပြောပါတော့တယ်။ဒါပေမဲ့ဘယ်သူမှသူမကိုမယုံကြပါဘူး။လေရင်မှုကတောင်နှောင့်ယှက်မှုဖြစ်စေတယ်ဆိုပြီးသူတို့သားအမေကိုလေရင်ပေါ်ကဆင်းခိုင်းပါတယ်။အဲ့ဒီအချိန်မှာပဲအနီးအနားမှာထိုင်နေတဲ့ CEO တွေကဒါကိုသတိထားမိသွားပြီးသူလည်းလေရင်ပေါ်ကဆင်းကျင်တယ်လို့လေရင်မှုကိုပြောလိုက်ပါတယ်။ကြံတဲ့လူတွေက CEO ကိုဝိုင်းလောင်ကြပေမဲ့သူကတော့ဂရုမစိုက်ပဲသားအမေနှစ်ယောက်နဲ့သူလေရင်ပေါ်ကဆင်းသွားခဲ့ပါတယ်။မကြခင်မှာပဲလေရင်ဟာပြန့်တက်သွားပြီးတခုခုချို့ယွင်းကပြက်ကျသွားခဲ့ပါတယ်။လေရင်ပေါ်ပါလာသူအားလုံးလည်းတိတ်ဆုံးသွားခဲ့ရပါတယ်။ဒီသတင်းကိုကြားလိုက်ရတဲ့အခါမှာတော့ CEO ဟာတုံလုံးချောက်ချသွားပြီးမယုံနိုင်အောင်ဖြစ်သွားပါတော့တယ်